ညီမတို့ AED page လေးကနေပြီးတော့ကြိုဆိုပါရရှင်ဒီနေ့ဗီဒီယိုလေးမှာတော့နိုင်ငံတကာအသိမှတ်ပြု Omri brand ခိုင်ကနေပြီးတော့တေးပေါင်ချေဆက်လေးတွေကိုအသုံးပြုပြီးတော့အိမ်မှာကိုယ်တိုင်တေးပေါင်ချေကိုဘယ်လိုတိုင်းရမလဲဆိုတာကိုပြသပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးတေးပေါင်ချေမတိုင်းခင်ရှောင်းရံအချက်များကိုပြပြပေးသွားပါမယ်တေးပေါင်ချေမတိုင်းခင် coffee ဆီလိပ်အရေးတောက်သုံးခြင်းကိုရှောင်ခြင်းကလေ့ကျင့်ရလုပ်ပြီးချင်းတေးပေါင်ချေမတိုင်းပါနဲ့နာယူဝက်လောက်အနာပေးပြီးမှတာရင်တေးပေါင်ချေကိုတိုင်းသိမ့်ပါတယ်နောက်တစ်ခါကျတော့အရင် stress ဖြစ်နေတဲ့အချိန်မှာတေးပေါင်ချေကိုမတိုင်းပါနဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့လိုအချိန်မှာတေးပေါင်ချေတိုင်းလိုက်တဲ့အခါကျရင်တေးပေါင်ချေကတိကျမှန်ကန်မှုမရှိပါဘူးပထမဆုံးအနေနဲ့ PP တိုင်းတဲ့ဆက်လေးကိုဒီ curve လေးနဲ့တစ်ခုလေးဖြတ်သွားအောင်ဒီလိုမျိုးလေး connect လုပ်ပေးလိုက်ပါမယ်တေးပေါင်ချေစတိုင်းတော့မယ်ဆိုရင်ပထမဆုံးကိုကထိုင်တဲ့အခါကျရင်မတ်မတ်လေးထိုင်ပေးရပါမယ်ပြီးတဲ့အခါကျရင်လက်ထားပုံကဒီလိုမျိုးလေးအဲ့တော့မှဒီဘက်မှာနှလုံးကဒီဘက်မှာရှိရဆိုရင်ကိုသေးပေါင်ချေတိုင်းမဲ့ဒီ blood pressure curve ကိုပေါ့နော်ဒီမှာထားမယ်ဆိုရင်နှလုံးရဲ့နေရာနဲ့ level တစ်ခုတည်းမှာရှိနေမှာပေါ့နော်ပထမဆုံးတိုင်းမယ်ဆိုရင်ဒီဟာလေးကိုမှတ်ထားပေးပါဒီများပါတဲ့ဟာလေးပေါ့နော်ဒီများပါတဲ့ဟာလေးကဒီများကအောက်ဆိုင်နေတာမို့လို့ဒီဟာလေးကကြတော့လက်မောင်ရဲ့အောက်မှာရှိရမှာပါပထမဆုံးအင်ဂျီလေးကိုအရင်ဆုံးခောက်တင်ပေးလိုက်ပါထောင်ရဲ့အနည်းဆုံး2 to 3 cm ပေါ့နော်အဲ့လောက်အကွာမှာ curve လေးကိုထားပေးပါဒီလိုမျိုးလေးပတ်ပေးနိုင်ရပါပြီPP curve ပတ်တဲ့ခါကျရင်အရန်တင်းတာတွေအရန်လျော့တာတွေမဖြစ်အောင်ပေါ့နော်ဒီလိုမျိုးလက်နှလုံးလောက်ကိုအထဲကိုထည့်လိုက်လို့ space ရှိရဆိုရင်ပေါ့နော်အဲ့ဒီ PP curve ကအရန်လည်းမတင်းဘူးအရန်လည်းမလျော့အောင်ပေါ့နော်တိုင်းလို့အဆင်ပြေတဲ့အနေအထားကိုရပါပြီPP curve ကိုပတ်ပြီးသွားပြီဆိုတော့ PP curve ပတ်တာမှန်ပေါ့နော်ဘယ်လိုမျိုးကြည့်ရမလဲဆိုရင်အရင်ဆုံးဒီများလေးပေါ့နော်ဒီများလေးကနေပြီးတော့ဒီများလေးအပေါ်မှာဒီ line လေးရှိရယ်ဒီ line လေးကနေပြီးတော့ဒီလိုမျိုးလေးလက်ခလဲလောက်ရှိရဆိုရင်တော့ဒီ PP curve လေးထားတာမှန်ကန်မှုရှိတယ်နောက်တစ်ခါကျတော့ဒီမှာ ART ဆိုပြီးတော့ဒီဟာလေးကကျတော့ artery ကိုပြောတာပါ artery ဆိုတာကဒီနားလေးမှာကိုကပေးကုံတော်ကိုဆက်လို့ရတယ်ပေါ့နော်ဒီမှာချိန်စတိုင်းတော့မယ်ဆိုရင်ဒီမှာရှိတဲ့ start and stop ဆိုတဲ့ခလုတ်လေးကိုအရင်ဆုံးနှိပ်ပေးရပါမယ်အဲ့လိုမျိုးစနှိပ်လိုက်ပြီဆိုတာနဲ့ကိုယ့်ရဲ့လက်မောင်းမှာရှိတဲ့ PP curve ကတင်းလာတာကိုခံစားရမှာပေါ့နော်ဖြစ်နိုင်ရင်သေးပေါင်ချိန်တိုင်းနေတဲ့အချိန်မှာစကားမပြောပါနဲ့ငြိမ်လေးထိုင်ပြီးတော့သေးပေါင်ချိန်ကိုပြီးတဲ့အထိတိုင်းပေးရပါမယ်ကဲအဲ့ဒါဆိုရင်သေးပေါင်ချိန်တိုင်းပြီးတဲ့အချိန်မှာဒီ screen ပေါ်မှာပေါ့နော်နံပါတ်3ခုရှိပါတယ်ဒီဟာကြတော့ SYS ဆိုတာကြတော့ systolic blood pressure ပေါ့နော် systolic ဆိုတာကအပေါ်သွေးအခုဆိုရင်ညီမရဲ့အပေါ်သွေးက96ဖြစ်ပါတယ် DIA ဆိုတာကြတော့ diastolic ဖြစ်ပါတယ် diastolic ဆိုတာကြတော့အောက်သွေးကကြတော့89ဖြစ်ပါတယ်နောက်တစ်ခါကြတော့ pulse ဆိုတာကကြတော့နှလုံးခုန်လုံးဖြစ်ပါတယ်အခုနှလုံးခုန်လုံးကကြတော့92ဖြစ်ပါတယ်တွေးပေါင်ချင်တိုင်းပြီးသွားပြီဆိုရင်ကိုယ့်ရဲ့တွေးပေါင်ချင်ကိုတည်တည်ချာချာလေးစနစ်တကျrecord လုပ်ထားဖို့လည်းလိုပါတယ်ဒီစာအုပ်လေးကကြတော့ကိုယ့်ရဲ့တွေးပေါင်ချင်တွေကိုတစ်နေ့မှာအနည်းဆုံး2ကြိမ်လောက်ဘယ်လို record လုပ်မလဲဆိုတာလေးကိုပြောပြပေးပါမယ်ဒီဇာတ်လေးဆိုရင်အိမ်မှာပေါ့နော်ကိုပါကိုစာအုပ်လေးတအုပ်ယူပြီးတော့အဲ့ဒီစာအုပ်လေးပေါ်မှာဒီလိုမျိုးဇာတ်လေးကိုဆွဲပြီးတော့ကိုယ့်ရဲ့တွေးပေါင်ချင်ကို record လုပ်လို့ရတယ်ပေါ့နော်ဒီမှာဆိုရင် date ဆိုရဲ yes ပဲရှိမယ်ပြီးရင်အချိန်ရှိမယ်ပေါ့နော်အချိန်မှာဆိုရင်မနေ့တစ်ချိန်ညတစ်ချိန်ပေါ့နော်ကိုက3ချိန်တိုင်းချိန်နေဆိုရင်နောက်ထပ်ဒီဘက်မှာဇာတ်တစ်ခုလောက်ထပ်ဆွဲလိုက်လို့ရတယ်ပြီးရင်ဒီမှာဆိုရင်သွေးပေါင်ချိန်ရှိမယ်ပြီးရင်နှလုံးခုန်လုံးရှိပါမယ်အဲ့ဒါဆိုရင်ပထမဆုံးနမူနာ record အရင်လုပ်ပြပါမယ်ဒီနေ့ date ဆိုရင်9ရက်နေ့6လပိုင်း2025ပေါ့နော်ချိန်ရကြတော့မနေ့8နာရီဆိုကြပါစို့โอเคခုနသွေးပေါင်ချိန်ဆိုရင်96အပေါ်သွေးက96အောက်သွေးက80ခွန်ပေါ့နော်ပေးကုန်လုံးက90နှစ်ပေါ့နော်အဲ့ဒါကြတော့မနေ့ညနေဘက်မှာတစ်ခါတိုင်းမယ်ဆိုရင်ညနေအချိန်ကဥပမာအဖြစ်ညနေ6နာရီပဲထားပါစို့ပေါ့နော်18 3ညညနေ6နာရီဆိုတော့ပြီးရင်တေးပေါင်ချိန်ကဥပမာအဖြစ်100ပြီးရင်အောက်သွေးက65ဆိုကြပါစို့ပေါ့နော်နှလုံးခုန်တော့က85
မျိုးလေးတိုင်းသွားပေးလို့ရပါတယ်ရဲ့သေးပေါင်းချိန်ကိုတိုင်းတေးချာလေးတိုင်းတန်းယုံများမကကိုရဲ့သေးပေါင်းချိန်ကအတက်ဘက်မှာရှိတာလားအကျဘက်မှာရှိတာလားနောက်တစ်ခုကကြတော့ကိုရဲ့သေးပေါင်းချိန်ကstable ဖြစ်မဖြစ်ပေါ့နော်အဲ့ဒါလေးတွေကိုဒီလိုမျိုးစရာလေးနဲ့တိတိကျကျလေးစနစ်တကျ record လုပ်တတ်မယ်လို့ထင်ပါတယ်ကဲအဲ့ဒါဆိုရင်အားလုံးပဲအိမ်မှာကိုယ့်ဘာကိုယ်သေးပေါင်ချိန်ကိုဘယ်လိုတိုင်းရမလဲဆိုတာကို step by step တေချာလေးတွေ့မြင်သွားရမယ်လို့မျှော်လင့်မိပါတယ်ရှင်။နောက်ထပ်ကျန်းမာရေးဗုဒ္ဓတာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။အားလုံးပဲကျေးဇူးများတင်ပါတယ်။